ပြောမယ်ဆိုရင်ကျွန်တော်ပုံမှန်ရိုးဆန်ပြုတ်ပဲလုပ်ပူတာလူရင်းချက်သားဆန်နဲ့ဖင်ရတဲ့လုပ်တယ်မလုပ်ဘူးဒီတော့ဆန်ပြီးတော့ဖင်ရကြည့်ပဲနော်အဖင်ကနေသွားပြီးရထားစီးလိုက်တဲ့အချိန်မှာပဲတိုင်ပတ်တော့တာပဲလေအင်္ဂလန်ရောက်သွားနောက်ပြီးတော့ပြန်တွေ့မယ်အခုတော့ဆန်ပြုတ်မစားရသေးဘူးနေကောင်းသွားပြီကဲကျွန်တော်ဒီနေ့ကတိတ်လေးနေမကောင်းတဲ့အကြောင်းရင်းကဘာကြောင့်လဲဆိုတော့ကျွန်တော်မနေ့ကပေါ့နော်ဒီဂျိုင်းအောက်မှာအဲ့လိုပူလိုဘာလို့ဗျာအဖူကြီးတစ်ခုပေါက်တော့အဲ့ဒါကိုကျွန်တော်ကနေနာလို့ဆိုပြီးတော့တွားပြီးညှက်လိုက်တာညှက်တယ်ဆိုတော့အဓိကတော့ဖြစ်ကြည့်လိုက်တာပေါ့နော်ဖြစ်ကြည့်လိုက်တော့ဘာသွားဖြစ်သွားလဲဆိုတော့အဲ့ကောင်ကပြီးတော့ကျွန်တော်အိပ်ပျော်သွားပြီးတော့ညနေလဲကြာရောလက်ကြီးကဘယ်ဘက်ဒီလက်ဟိုပါပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဘယ်ဘက်ဒီနှလုံးဘက်ရှိတဲ့အချမ်းပေါ့အဲ့လက်မောင်းကြီးကလှုပ်လို့မရတော့ညဆေးတွေပါတောက်ပြီးတော့အိပ်ရတဲ့အဖြစ်တွေပါဖြစ်ကုန်ဆေးတောက်တယ်ဆိုတော့အဓိကတော့ကျွန်တော်ဒီမှာတော့ကျွန်တော်ရဲ့ဟိုဆေးရတော့ဘယ်ပြောမလဲဒီဖယကုဆေးရတော့တယ်လီနောကတော့ကျွန်တော်တို့ဒါဖျားတရားမားတဲ့ဆေးပေါ့နော်အဲ့ဆေးနဲ့ကျွန်တော်နေဟိုဖြစ်လာတော့တတ်တာပါပြီးတော့နောက်ကျွန်တော်အမျိုးသမီးကကျွန်တော်ကိုဒီဟိုလုပ်ပေးတယ်ရွှေယုံမင်းလားမသိဘူးနည်းနည်းအနာပေါက်ပွင့်အောင်ပါညာဆိုလို့လုပ်ပေးတယ်အဲ့ဒါနဲ့ကျွန်တော်နေအိပ်ပျော်သွားတယ်ပေါ့နော်အဲ့လိုနဲ့ဒီမနေ့ကျတော့ကျွန်တော်အိပ်ရာနိုးလာတဲ့အချိန်မှာနည်းနည်းလေးလူကတကူလုံးကိုင်ရိုက်ထားဆိုပဲဖြစ်လာတော့ဆံပြုတ်ကလေးတောက်ပြီးတော့အဲ့လိုဆေးတောက်ဆံပြုတ်တောက်ပေါ့နော်ကျွန်တော်အမျိုးသမီးကတော့လည်းအလုပ်သွားရရှိတော့ဆံပြုတ်ပဲတောက်ပေါ့နော်ရှင်ဟွာမလုံးနဲ့အစားမစားနဲ့တော့ဆိုတော့โอเคဆိုပြီးတော့ထားပြီးတော့ကျွန်တော်ဆံပြုတ်ကိုတောက်ဖို့ 7-Eleven ဆံ ready mix ဆံတော့ကြည့်တော့ဈေးကလည်းကြီးရဗျာတထုပ်ကို18ဒိုပါတော့ဖြစ်နေတာခနောပေါ့နော်ဒီထက်ပိုပြီးတော့အရသာဆုံးပုံမိုင်းတဲ့ဟာတွေကြတော့လေစီးရကြည့်အောင်ထူးလေးပြီးတော့ instant နေဖြစ်တော့တိတ်ဆင်ပြူသွားနေကျွန်တော် customize လုပ်လို့ရမယ်ဆံပြုတ်ဒီနေ့လုပ်တော့မှာโอเคအဲ့တော့ကျွန်တော်ဆံပြုတ်ကတော့ customize လုပ်တော့မှာကျွန်တော်ကြက်သားလေးနဲ့ဆံပြုတ်လုပ်တော့မယ်နော်ကြက်သားဆိုကြက်သားရဲ့ကျွန်တော်ဂျင်းလေးဘာလေးကိုနည်းနည်းလေးရှူရှောင်းလေးထည့်ပြီးတော့ready made remote customize ခုလို့ဒါကတော့ကြက်ဒီတောင်ပန်ရိုးလေးရဲ့အစ်ကလေးဒါလေးထည့်မယ်ဒီကထည့်လိုက်မယ်ဒီကောင်အခုလို့ကျွန်တော်ရတာလေးပါနေလိုက်မယ်ပြီးရင်တစ်ခါဆံမြုပ်လေးထည့်ပြီးတော့တမ်းပြီးရှူပြုတ်လိုက်တော့เนาะအဲ့လိုလေး raw အကျန်းဆိုတော့ဘယ်လိုလဲ raw ရောလိုမျိုးကြီးပထမတော့ကျွန်တော်စဉ်းစားကြက်ရင်အောင်လေးတွားဝယ်ပြီးပေါ်လို့ရှိရင်အဲ့ဒါလေးကိုပြုတ်တော့မှဟိုဘက်ကဆံမြုပ်ကလေးပြုတ်ထားရင်လည်းမဟုတ်ဘူးလို့မယ်ချကန်ဒီပါနီးဆိုလို့ကျွန်တော်အဲ့ဒါလေးတွားထည့်လို့စဉ်းစားရတယ်ဒါပေမဲ့ဘယ်လိုပြောကြည့်လိုက်အောင်ရကျွန်တော်ဘယ်လိုဖြစ်လာမလဲဒီတုံးကကြီးထည့်လို့ရှိရင်လည်းအထဲမှာဒီဟောဖြစ်ဒီအောင်ဖြစ်မှာဆိုကျွန်တော်နည်းလေးကြည့်လိုက်ပြီးအယိုးရဲ့ရတာလေးလူကျင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီဟာလေးကိုနေရသလောက်အသားနဲ့အယိုးနဲ့ခွဲလိုက်မယ်ပြီးရင်အသားလေးကိုနည်းလေးဟိုဖြစ်အောင်ပေါ့နော်မပြောမယ်တက်ကလေးဖြစ်အောင်ကျွန်တော်ထားလိုက်မယ်ထားပြီးတော့ဒီဟာကိုဆက်ပြီးတော့ဟိုဘာရှူရှောင်းပေါင်းလိုက်စကြည့်နော်โอเคပထမဆုံးကျွန်တော်ဒီဒီ drum ဟိုလေးတွေကျွန်တော်ရမလားမရမလားတော့မသိဘူးနော်ရတော့လည်းမရဘူးရတော့လေရကျွန်တော်ဒီအသားလေးနဲ့လူလေးဝင်ကြည့်လိုက်မယ်ဗျာ3ချောင်းပဲလုပ်လိုက်မယ်နော်3ချောင်းစာလောက်ကလေးပဲပါညာပြီးရင်ကျွန်တော်ဒီကောင်းကိုနေပြီနော်နေလိုက်မယ်စာလေးရှူရှောင်းလိုက်တော့ jasmine rice ကိုကျွန်တော်သူချိန်နဲ့ခွက်ခဲ့တစ်ခွက်နဲ့တစ်ဝက်ပေါ့နော်မနည်းနည်းပဲပြုတ်လို့ရဆန်ပြုတ်ကပွာလာမှာဒါပေမဲ့ကျွန်တော်နည်းနည်းလေးများလေးစားချင်တာလည်းပါတယ်ပြစ်လို့ရှိရင်ရေရောစားပါတော့အဲ့လိုလေးရှိတော့ဟိုလေးလုပ်လိုက်တယ်ဒီစီးတယ်ကျွန်တော်ဒီကတော့3ကောက်4ကောက်လောက်တော့စီးရမှာလေဒီပဲမှရှိကြက်သားကုန်ထည့်လိုက်မယ်စမ်းကြည့်အောင်ပြီးရင်ကျွန်တော်ရေထည့်အောင်ဒီနည်းနည်းလေးပူထည့်လိုက်တယ်ချက်သားလေးပါလေးမြုပ်သွားအောင်မြုပ်ပြီးတော့နည်းနည်းလေးလုံသွားထုတ်လိုက်မယ်ပထမတော့စီထည့်ဖို့ပဲစီဆိုစီလေးနည်းနည်းလေးပေါ့ဒါပေမဲ့မထည့်တော့ဘူးချက်သားအစီထွက်လာမှာနဲ့ဆိုလေနော်โอเคကျွန်တော်ဒီဟာရတာတော်တော်လေးခက်ခဲခုဒါဆိုလို့ရှိရင် neck red နဲ့နော် neck မှာဟိုဖြစ်ထားတဲ့ဟာနဲ့ခုနကရေစိမ်ပြီးသွားပြီဆိုတဲ့ဟာကိုကျွန်တော်ဒီထဲကိုထ
ဒါကျွန်တော်ပေါင်းအိုးတွေကိုတင်လိုက်မယ်ပေါင်းအိုးနော်ပေါင်းရပြီဆိုတော့ကျွန်တော်ပေါင်းပိတ်မယ်ရပြီဆိုတော့ဒီမှာသူ့စီမှာရှိတဲ့ function လေးကြည့်မယ်ကြည့်တော့ကfunction နှိပ်တယ်ကျွန်တော်တို့ဒီကိုတော့ portrait ကိုသွားအောင်နော်2 3 9ခွဲတနိုင်တော့ကြာမယ်နော်โอเคအဲဆိုစားလိုက်ပြီ customize ဒီစံပြုတ်ပေါ့နော်ပြုတ်ပြီးသွားပြီပြုတ်ထားရပါတနိုင်တော့ကြာမယ်ပြီးရင်ကျွန်တော် reset သွားကြည့်မယ်အရသာဘယ်လိုလဲပေါ့နော်ဆိုတော့ကြည့်လိုက်မယ်အခုတော့ခဏလေးစောင့်နော် customize ဒီစံပြုတ်မစားခင်သူကချွေးပါထွက်ပြီးတော့နေလို့တော့ကောင်းအဲဒါနောက်ထပ်တနိုင်လောက်နေမှပြန်ဆုံးမယ်နော် A little longer than a few minutes later ခုနကတော့မင်းနဲ့လောက်လို့ရှိမှတစ်ချက်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာရေလေးနည်းနည်းနည်းနေမလားဆိုပြီးတော့ရေလေးအလစ်တက်လေးတော့ထည့်လိုက်တယ်အနံ့လေးကတော်မွေးနေဘိုက်တောင်တော်စားလာနော်ဒါဆိုရင်ချက်သွားပြီနော်ချက်သွားပြီဆိုတော့ကျွန်တော်တစ်ချက်ရှိုးလိုက်မယ်ရေလုံးမရှိုးရင်လက်ကိုင်းနာမယ်ရွှိဟာဒါတော့မှနော်ပြောင်းရင်မှုရင်းရချင်းဟိုဟာလေးနဲ့လေဆိုတော့စံပြုတ်ကလေးကတော့မြင်တဲ့အတိုင်းပဲနော်စံပြုတ်ဆိုတဲ့အတိုင်းပဲစံနေပြုတ်လိုက်တယ်ပြုတ်လိုက်တဲ့ခါမှာထွက်လာတယ်ဟွာနော်ပြီးရင်တော့ရှယ်ကြည့်လို့ရပြီဒါပေမဲ့ရေလေးနည်းနည်းရောပြီးတော့ဒီလေးနဲ့ထပ်ထိုးလိုက်ကောင်းနော်ဒါရိုင်းဖြစ်သွားရတာကတော့စားတော့မှဘာညာရှူရှောင်းလိုက်တော့မနော်ဆိုတော့ဒါကတော့ကျွန်တော် customize homemade ပေါ့နော်ဆိုတော့စံပြုတ်ကလေးပါတကယ်လို့ကိုအိမ်မှာအဲ့လိုမျိုးစားပြည့်လုံးဖြစ်တဲ့နီးနာလေးများကောင်းတဲ့ဟာလေးများရှိရင်လည်းပြန်ညှိုးမိပါအောင်နော်